အခုဒီ reading မှာကကိုလက်ရှိကြည်နေတဲ့သူတွေရဲ့ energy အခြေအနေကိုစစ်ပေးမယ်ပေါ့နော်အခုလက်ရှိခံစားနေရတဲ့ဟာအခုလက်ရှိကြုံတွေ့နေရတဲ့အရာအဲ့ဒီအရာကမှန်တယ်ဆိုတာမှဒီ reading ကိုဆက်ပြီးတော့ကြည့်ရနော်တကယ်လို့အဲ့ဒီအရာမှာလွဲနေတယ်ငါညာဆိုရင်ဒါဒီ reading ကဒီတင်တော့မဟုတ်ဘူးပေါ့နော်အဲ့အခုလက်ရှိဘာဖြစ်နေလဲဆိုတဲ့ energy အဲ့ဒီ energy မှန်ကန်တယ်ဆိုတာမှဒီ reading ကသင်တို့တော့ပါလို့နော်အဲ့ဒါလေးတစ်ချက်အရင်ဆုံးကြည့်ပြပါမယ်ဒီ reading ကဘာလဲဆိုတော့တစ်ဖက်သူစီကကိုယ့်ကိုမပြောဘဲနဲ့ဖုံးကွယ်ထားတဲ့စကားလူရှင်တွေကစကားနော်အဲ့ဒီအရာတွေကိုအခုလက်ရှိဒီ reading ကိုကြည့်နေတဲ့ collective လေးတွေရဲ့အခုလက်ရှိခံစားနေရတဲ့အရာအဲ့ဒီအရာကိုအရင်ဆုံးကြည့်မယ်ပေါ့နော်ဘာကြီးကြုံတွေ့နေရလဲကိုဒီ reading ကိုကြည့်နေတဲ့ collective လေးဘာကြီးကြုံတွေ့နေရလဲပေါ့နော်အဲ့ဒါလေးအရင်တစ်ချက်ကြည့်ပါမယ်လက်တလုံးမှာဒီကက်ကလေးအရင်ဟောဖြစ်တက်ကြလက်ရှိ collective လေးဘာကြီးခံစားနေရလဲကိုလက်ရှိ collective လေးပါခံနေရတယ်ကိုလက်ရှိဒီ reading ကြည့်နေတဲ့ collective တွေဘာတွေခံစားနေရလဲပြောမလားမျိုးသမီးတယောက်ကြောင့်စိတ်နှောက်ရှက်ဖြစ်နေရတယ်ကိုကလုံနိုင်ဆိုတဲ့အားလုံးရှိပေမဲ့အဲ့အမျိုးသမီးတယောက်ထင်ချုံမှုကိုခံနေရတယ်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်တချို့ကကြတော့ main ကလေးမဟုတ်ဘူးဒါပေမဲ့အမတဲ့ energy feminine energy တဲ့များတဲ့သူတယောက်ပေါ့အဲ့လိုမျိုးလူတယောက်ရဲ့ထိန်းချုပ်မှုခံနေရတယ်ခရီးသွားဖို့တခုခုပြင်နေတာရှိမယ်တငယ်ချင်း၃ယောက်ပေါင်းနေတယ်ဆိုရင်တော့မှပဲကိုဟာကိုဖယ်ကျင်ထားပြီးတော့သူတို့2ယောက်ကကျန်တဲ့သူ2ယောက်ကဒီပေါင်းနေပြီးတော့ဗောနော်ဒီ video ကြည့်နေတဲ့သူတွေကိုဖယ်ကျင်ထားတယ်အဲ့ဒါမျိုးခံစားနေရတာမျိုးရှိတယ်ပြောမှဆို3ပွင့်ဆိုင်မှာတင်တို့ကဘေးထွက်ပေးလိုက်ရတဲ့သူမျိုးနော်အဲ့ဒါမျိုးအခုလက်ရှိမှာခံစားနေရတယ်ကိုကအရာရာကိုအဆအအရာရာကိုကတာလွန်နေပါရဲ့နဲ့အဆအရာရာမှာကိုမှအခွင့်အာဏာတွေရှိပါရဲ့နဲ့မလုံနိုင်မဲနဲ့တစုံတယောက်ရဲ့ထိန်ကြုံမှုကိုခံစားနေရတယ်တယောက်ယောက်ရဲ့မျက်နှာကိုကြည့်ပြီးတော့အခုလက်ရှိမှာနေထိုင်နေရတာမျိုးရှိတယ်ပြီးတော့နောက်ကြောခန်းလိုက်တာနဲ့ငါ့ကိုအတင်းပြောကြမလားငါ့ကိုမကောင်းပြောကြမလားဟဲ့ဆိုပြီးတော့စိုးရိမ်ပူပန်နေရတာမျိုးကြီးရှိတယ်နောက်တချို့လူတွေကဝင်ငွေနဲ့ထွက်ငွေနဲ့မမျှဘူးငွေတွေကဝင်လာလို့မေးဝင်လာတယ်ဒါပေမဲ့ပြန်ပြီးတော့အဲ့ဟာတွေကတော့ပြန်ထွက်သွားတယ်အဲ့ဒါမျိုးနဲ့လက်ထက်မှာငွေမမြဲဘူးခရီးတွေသွားဖို့ကြမ်းနေတယ်နော်နောက်ပြီးတော့3ပွင့်ဆိုင်အခြေအနေမျိုးတွေကြုံရတတ်တချို့အတွေ့အတွက်ကကြတော့အလုပ်ကို3-7လောက်တာမျိုးပြီးတော့လုပ်ငန်းကလည်းအဲ့ဒီထဲမှာ3-7လောက်ထားတဲ့လုပ်ငန်းတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလုပ်ငန်းတွေကငွေတွေရောက်နေတယ်ပြန်ပြီးထွက်မလာသေးဘူးအဲ့ဒါမျိုးတွေအခုလက်ရှိဒီဗီဒီယိုကြည့်နေတဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေခံစားနေရတယ်ဆိုရင်အခုဖတ်ပေးမဲ့ဒီ hidden truth ပေါ့နော်တစ်ဖက်သူကကိုယ်ဘာတွေပြောချင်နေလဲဆိုတဲ့ဟာအဲ့ဒါကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်လို့နော်အခုဒီ video ကြည့်နေတဲ့သူတွေကိုဒီကြည့်နေတဲ့သူလေးတွေရဲ့တစ်ဖက်စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူပေါ့နော်ဘယ်သူမှဆိုဖြစ်နိုင်တယ်ဒါသမီးစားမှမဟုတ်ဘူးမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအကုန်လုံးနော်အခုဒီ video ကြည့်နေတဲ့သူတွေရဲ့စိတ်ထဲမှာအခုတွေးလိုက်တဲ့တစ်ဖက်သူကအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုမပြောဘဲနဲ့သူတို့ရဲ့စိတ်ထဲမှာဖုံးကွယ်ထားတဲ့စကားတွေပေါ့နော်အဲစကားတွေကဘာတွေဖြစ်မလဲโอเค
challenge ဖြစ်တယ်ပေါ့ဒီ videoအယူဆုံးတွေ့တာက you are လို့ပြောတာပေါ့နော် you were the best thing in my life သူတို့ရဲ့ဘဝထဲမှာသင်တို့လေးတွေကအကောင်းဆုံးသောအရာဖြစ်ခဲ့ပါတယ်တဲ့နော်အကောင်းဆုံးသောအရာသူ့ရဲ့ဘဝမှာအကောင်းဆုံးသောအရာဖြစ်ခဲ့တယ်တဲ့နော်I wonder if you are happy without me တဲ့ Wonder if you are happy without me အခုဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေကသူတို့မရှိဘဲနဲ့ပျော်ရွှင်နေတာကိုသူတို့တွေအံ့ဩတယ်တဲ့နည်းနည်းလေးမှမနာကျင်ဘူးလားတဲ့သူတို့မရှိတဲ့အခါမှာတဲ့သူတို့မရှိဘဲနဲ့ဒီလိုပဲကောင်းကောင်းမွန်မွန်ကိုဘဝကိုဖြတ်သန်းနေတာကိုသူတို့ကအံ့ဩနေတယ်တဲ့မင်းကနော်သူတို့အနေနဲ့ပြောချင်တာကမင်းကငါဘဝမှာအကောင်းဆုံးသောအရာတစ်ခုဖြစ်ခဲ့ပါတယ်တဲ့ငါမရှိဘဲနဲ့မင်းပျော်ရွှင်နေတာကငါ့ကိုအံ့ဩသွားစေတယ်တဲ့ we need to let each other go တဲ့ငါတို့တယောက်ကိုတယောက်လက်လွတ်ပေးဖို့လိုတယ်တဲ့ you were the best thing in my life I wonder if you were happy without me နည်းနည်းစားတော့နည်းနည်းစားထူးဖြစ်နေလိမ့်မယ်နော်ဒီမှာ we need to let each other go တဲ့ကိုလက်လွတ်ပေးဖို့လိုအပ်တယ်သုံးမဆိုင်နေပါဖြစ်ပြီးတော့ပြတ်သွားလားမသိနောက်တစ်ခု I left you before you could leave me မင်းငါ့ကိုထားမတော့ခင်ငါမင်းကိုထားသွားခဲ့တာတဲ့သူတို့စိတ်ထဲမှာဒီဗီဒီယိုကြည့်နေတဲ့သူတွေကသူတို့မရှိလဲပျော်ရွှင်ရွှင်နေနိုင်တယ်ဒါကြောင့်မလို့သူတို့တစ်ချိန်မှာထားသွားမှာပဲလို့သူတို့စိတ်ထဲမှာခံစားရတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေသူတို့ကိုထားမတော့ခင်မှာသူတို့ကအရင်ဆုံးထားသွားခဲ့တာတဲ့ I am starting to understand our connection နဲ့ငါတို့ရဲ့ connection ကိုငါစပြီးတော့အခုစပြီးနားလည်လာပြီတဲ့ I hope that you can forgive me one day မင်းကတနေ့ကျရင်ခွင့်လွှတ်လိုက်မယ်လို့ငါမျှော်လင့်ပါတယ်မှတ်တယ်လား we need to let each other go အဲ့လိုမျိုးဆွန့်လွတ်လိုက်တာပေါ့သူထွက်သွားခိုင်းလိုက်တာငါတို့တယောက်ကိုတယောက်ငါတို့ထွက်သွားခိုင်းဖို့အတွက်လိုအပ်တယ်တဲ့လက်လွတ်ဖို့လိုအပ်တယ်အားကြောင့်မို့တနေ့မင်းငါ့ကိုဒီလိုလုပ်လိုက်တဲ့ကြောင့်လို့ခွင့်လွှတ်မယ်လို့မျှော်လင့်ပါတယ်တဲ့သူတို့စိတ်ထဲမှာအထင်လွဲနေရတစ်ခုခုရှိတယ်သူတို့ကတင်းတို့တွေသူတို့ကိုထားသွားမယ်လို့ထင်တယ်အဲ့အတွက်ကြောင့်မို့လို့တင်တို့ထားမသွားခင်မှာသူတို့ကအရင်ထားပြီးထားသွားခဲ့တယ်နေတော့နော်လို့လဲပေါ့လားလက်ချက်ထပ်ကြည့်လိုက်နော်မတိတာတယောက်ကလည်းတယောက်အတွက်ရှိနေရသားနဲ့အချင်းချင်းနားမလဲတာအချင်းချင်းတယောက်ကိုတယောက်မမြင်တာတယောက်ရဲ့အချစ်ကိုတယောက်ကမမြင်တာเนาะအဲ့ဒါမျိုးတယောက်ရဲ့ဂရုစိုက်မှုတယောက်ရဲ့စာနာနားလည်မှုတငယ်ချင်းတွေဆိုရင်တယောက်ရဲ့စေတနာတွေတယောက်ရဲ့စာနာနားလည်မှုတွေတယောက်ရဲ့ပိတ်ဆက်မှုတွေအဲ့ဒါတွေကိုအချင်းချင်းမမြင်တာအော်မှာမိဘကဆိုလဲသားသမီးကမိဘကိုဂရုစိုက်မှုတွေမိဘကလည်းတတိမထားမိဘူးသားသမီးအနေနဲ့ကြလဲမိဘကိုဒီလိုမျိုးချစ်တာပါလားဆိုတော့တတိမထားမိဘူးအဲ့လိုမျိုးတတိမထားမိတာဒီကနေပြီးတော့လူနှစ်ယောက်ကိုပို့ပြီးဝေးကွာသွားစေတယ်အဲ့တော့အခုကအပြောင်းအရွှေ့ပေါ့နော်အဲ့လိုမျိုးအပြောင်းအရွှေ့တစ်ခုစီကိုသွားနေတယ်တယောက်ကိုတယောက်လှည့်မကြည့်ဘူးနော်အဲ့ဒါမျိုးတွေဖြစ်နေတယ်နာကျင်နေရတယ်အမ်ဘလူးတွေ့ပါတယ်လို့နော်